အားလုံးပဲမင်္ဂလာပါဟောင်းဝင်းအောင် YouTube channel လေးနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်လာမဲ့ဒီဂျားရဲ့အင်္ဂါနေ့ညဗုဒ္ဓဟူးနေ့မနေ့မြန်မာစံတော်ချိန်2နာရီခွဲတိမှာကျွန်တော်ရှင်မြိုင်ကစားကြမယ် EFL Carabao Cup ပေါ့နော် semi final ပွဲစဉ်တွေကတတွဲဖြစ်တယ်ကျွန်တော်တို့ Newcastle အသင်းနဲ့ Man City အသင်းတို့ရဲ့ပထမအကြော့ပွဲစဉ်လေးကိုကျွန်တော်အနေနဲ့ review လေးလုပ်ပေးသွားချင်ပါတယ်ဒီပထမဆုံးအနေနဲ့လက်ရှိချန်ပီယံလည်းဖြစ်တဲ့ Asian Newcastle အသင်းဟာ quarter final မှာကျွန်တော်တို့ Fulham အသင်းကို 2-1 ဆိုတဲ့ရလဒ်နဲ့အနိုင်ယူပြီးတော့ဒီ semi final အဆင့်ကိုတက်ရောက်လာတာဖြစ်တယ်နောက် Man City အသင်းဘက်ကိုကြည့်တော့ Man City အသင်းဟာ Brentford အသင်းကို 2-0 ဆိုတဲ့ရလဒ်နဲ့ကျွန်တော်အနိုင်ယူပြီးတော့ကျော်ဖြတ်လာပြီးတော့ဒီဆင့်ကိုရောက်လာတာဖြစ်တယ် Newcastle အသင်းရဲ့နောက်ဆုံး5ပွဲရလဒ်ဟာဆိုရင်ကျွန်တော်တို့3ပွဲနိုင်ပြီးတော့တပွဲတည်တပွဲရှုံးလာတယ်ဒီရှုံးခဲ့တဲ့ပွဲကလည်း Manchester United ကိုကျွန်တော်ရှုံးလာတာဒီနောက်ဆုံးကစားထားတဲ့ကျွန်တော်တို့ Premier League ပွဲစဉ်တပွဲဖြစ်တဲ့ဘုံမောင်းတဲ့ပွဲစဉ်မှာဆိုရင်ကျွန်တော်တို့3-3ဆိုတဲ့ဒီကြထားတာကိုတွေ့ရတယ် Man City အသင်းကတော့ပြိုင်ပွဲဆိုနောက်ဆုံး5ပွဲရလဒ်မှာကျွန်တော်2ပွဲနိုင်ပြီးတော့3ပွဲတည်ကြထားတယ်ရှုံးပွဲလုံးဝမရှိတာဘူးဒီဂျားရဲမှာရှင်မြိုင်ကစားကြတဲ့ FA Cup ပွဲစဉ်မှာတခုမှာဆိုရင်လည်းကျွန်တော်တို့ extra အသင်းတဲ့ပွဲမှာဆိုရင်ကျွန်တော်တို့အသင်းငယ်လေးကို10ဂိုးတကူဆိုရဲရလဒ်နဲ့ပြက်ပြက်သားသားနဲ့ကျွန်တော်တို့နိုင်ယူကျော်ဖြတ်ပြီးတော့ FA Cup မှာဆိုရင်လည်း Man City အသင်းဟာနောက်တစ်ဆင့်ကိုတက်ရောက်သွားပြီဖြစ်ပါတယ်ဒီပွဲမှာဆိုရင်ကျွန်တော်တို့ဒီ new player ဖြစ်တဲ့ဒီစီမီညိုကဂိုးသွင်းယူနိုင်ခဲ့တယ်ပေါ့နော်ဒါကတော့ Man City အသင်းအတွက်အချို့ဘောတကားလောင်းပေါ့နော်အပေါင်းလက္ခဏာဆောင်တဲ့ဖြစ်ရတစ်ခုပဲပေါ့နော်နောက်တစ်ခုရှိတာကကျွန်တော်တို့ဒီတတိထားမှာက Man City အသင်းဟာဒီပွဲပြီးရင်လာမယ့်တစ်ပတ်ကျွန်တော်စနေနေ့မှာ Manchester United နဲ့ကျွန်တော်အဝေးကွင်းတွားရောက်ရင်ဆိုင်ရဖို့လည်းရှိနေတယ်ဒီ Newcastle အသင်းတို့ကတော့ဒီ Villa ဟာကျွန်တော်အထင်အရေးလုံးဝကြီးပါတယ်လို့ကျွန်တော်ယူဆမိရယ်ဘာဖြစ်လို့လဲဆိုတော့သူဟာလက်ရှိချန်ပီယံလည်းဖြစ်ထားတယ်နောက်ပြီးတော့ကျန်တဲ့ major cup တွေက trophy တွေကကြတော့ကျွန်တော်တို့သူတို့အနေထားအသင်းရဲ့ပေါ့နော်ဒီ level အနေထားတစ်ခုနဲ့တိတ်ပြီးတော့မျှော်လင့်လို့မရနိုင်တဲ့အနေထားတစ်ခုမှာဒီ Carabao Cup ကသူတို့အတွက်ကိုကျွန်တော်အနေနဲ့အရေးကြီးတယ်လို့ယူဆမိတယ်ဒါကြောင့်မို့ဒီ Newcastle အနေနဲ့လူဆုံးတက်ဆုံနဲ့ကျွန်တော်တို့အိမ်ကွင်းမှာစပြီးတော့ကစားရတဲ့အနေအထားတစ်ခုမှာဒီအခွင့်အရေးကောင်းတစ်ခုကိုကျွန်တော်တို့ let's look ဆုံးရှုံးခံသွားမယ်လို့ကျွန်တော်မထင်ဘူး Man City ဘက်ကိုကျွန်တော်တစ်ချက်ကြည့်အောင် Man City ဘက်ကိုကြည့်လိုက်ပြီဆိုရင်နီးပြပတ်အနေနဲ့ကတော့ကျွန်တော်ဒီဝက်ပြီးရင် Manchester United နဲ့အဝေးကွင်းသွားရောက်ရှင်မြန်ကစားရမယ်အဲ့ဒီပွဲစဉ်ပြီးရတဲ့ကျွန်တော်တို့ဂျားရက်မှာဆိုရင်ကျွန်တော်တို့ Champions League ပွဲစဉ်တစ်ခုဖြစ်တဲ့ဒီ Bodo Glimt နဲ့ကို Bodo Glimt ရဲ့Bodo Glimt ရဲ့ဒီကွင်းကိုတွားရောက်ပြီးရရှင်မြန်ကစားဖို့ရှိနေတယ်ဒီ Man City နီးပြ Guardiola အနေနဲ့ကအသင်းရဲ့လူစင်းကိုဘယ်လို management တွေသူလုပ်လာမလဲဒါမှမဟုတ်အဓိက major trophy တွေအတွက်ပဲကျွန်တော်တို့ပို့ပြီးသူ့အနေနဲ့အာရုံစိုက်သွားနိုင်မလားဒီနှစ်မှာပေါ့ဒါမှမဟုတ် semi final ဆိုတဲ့အဆင့်တစ်ခုကိုရောက်နေတဲ့ဖြစ်တဲ့အတွက်ဒီ flaw တစ်လုံးကိုတိတ်လက်လွတ်မခံခြင်းတဲ့ပုံစံမှာရှိလာနိုင်တာလည်းဖြစ်နိုင်တယ်ဒါကြောင့်မို့ဒီပွဲမှာဆိုအရန်လူစင်းအနေနဲ့အရန်လူစင်းမှာကျွန်တော်တို့ first line နဲ့ကစားသမားအနေချင်းနဲ့ကျွန်တော်တို့ရောသမမှုပြီးတော့ဒီပွဲထိန်းနဲ့တီးရလက်ရသွားအောင်ကစားသွားနိုင်မလားဆိုတာကတော့ကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်တယ်ဒီကျွန်တော်အနေနဲ့ဒီပွဲကိုဒီခံမှန်းမိရတော့ဆိုရင်တော့ဒီလက်ရှိချန်ပီယံလည်းဖြစ်တယ်ဒီပထမကြော်လည်းအိမ်ဝင်းမှာကစားရတဲ့အခွင့်အရေးတစ်ခုမှာ PVC နဲ့ကျွန်တော်တို့ဒီ Newcastle အသင်းကရလက်ကောင်တစ်ခုကိုရဖို့အတွက်ကိုကျွန်တော်တို့လူစုံတက်ဆုံနဲ့ပုံဖော်သွားနိုင်မလို့ကျွန်တော်အနေနဲ့တော့ယူဆမိရဲ့ Man City အနေနဲ့ကတော့ကျွန်တော်တို့အနှဲငယ်ပွဲချက်ကာလကိုလည်းရောက်နေတာဖြစ်တဲ့အတွက်ပေါ့နော်ဒီ Man City အနေနဲ့ Pep Guardiola အနေနဲ့ဒီသူတို့ရဲ့ရည်ရွယ်ချက်တွေရည်မှန်းချက်တွေဒီအခြေအနေတစ်ခုကိုကျွန်တော်အနေနဲ့ပဲဖြစ်ဖြစ်ဘယ်သူနေပဲဖြစ်ဖြစ်ဟိုအလုံးစုံတော့သိရှိနိုင်မှာမဟုတ်ဘူးအဲ့ဒီအတွက်ကြောင့်မို့လို့ဒီအဲ့ဒီနေကြရင်ပွဲနေကြရင် Guardiola အနေနဲ့အခြေအနေပေါ်မူတည်ပြီးဘယ်လိုပွဲထုတ်လာနိုင်မလဲပေါ်မူတည်ပြီးတော့အနိုင်ရှုံးကတော့နည်းနည်းတက်ရောက်မှုရှိနိုင်ပါတယ်ဒီပွဲရလဒ်လေးကိုကျွန်တော်အနေနဲ့ဒီအပျော်တမ်းခံမှန်းပေးရမယ်ဆိုရင်လက်ရှိချန်ပီယံလည်းဖြစ်တဲ့ဒီဖလားဟာသူတို့အတွက်အရေးကြီးတဲ့major အဆင့်တစ်ခုဖြစ်တဲ့အတွက် Newcastle အနေနဲ့အိမ်ကွင်းမှာစပြီးတော့လဲကစားရတဲ့အခွင့်အရေးရှိနေတာဖြစ်တဲ့အတွက်ဒီပွဲကိုကျွန်တော်အနေနဲ့ Newcastle အနေနဲ့
စီစီနဲ့ကျွန်တော်တို့ဟိုကျူးကျူးစားနဲ့ကျွန်တော်တို့ရလက်ကောင်းတစ်ခုကိုပုံဖော်သွားဖို့အတွက်ကိုကျွန်တော်တို့ဒီအဆိုင်ပြီးစူးစမ်းလာနိုင်တဲ့အတွက်ကျွန်တော်အနေနဲ့ Newcastle အသင်းကနိုင်ဖို့50%နဲ့ဒီ Man City အသင်းကတော့အခြေအနေရပုံမူတည်ပြီးတော့ကျွန်တော်လည်းခံမှန်းပေးရမယ်ဆိုရင်40%အနိုင်ခံမှန်းပေးချင်ပါတယ်ဒီနှစ်သင်းတီရလက်ပေါ့နော်တီချဖို့အတွက်ကိုဆိုရင်တော့ကျွန်တော်အနေနဲ့10%လောက်ခံမှန်းပေးချင်ပါတယ်လောက်ကြည့်ရှုပေးတဲ့ဒူးတယောက်ချင်းစီတိုင်းကိုကျွန်တော်အနေနဲ့ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံစည်းကြပါစို့ခင်ဗျာ